တယောက်တည်းအပြင်ထွက်ပြီးဆိုရင်တချင်းလေးတွေကတော့ဟဲမှုတို့အဖော်ပေါ့နော်တချို့ကပြောကြတယ်တယောက်တည်းအပြင်သွားတာမကြောက်ဘူးလားကြောက်ပေမဲ့လည်းသတိလေးနဲ့ပဲသွားရတာပေါ့နော်လဲတန်းကနေအပြန်ကားပေါ်မှာနေရရတော့ဟဲမှုတို့တလန်းလုံးအင်တူရီရနေတယ်ပေါ့နော်ဒါနဲ့လေမိဘရှိတဲ့လမ်းစုံတွေရောက်တိုင်းရေခဲရေရတော့အမြဲဝတ်တော့တယ်ဟဲမှုတို့လမ်းထိပ်လေးရောက်တော့မိုးကရွာပါလေအဲ့ဒါနဲ့အကျိုးရှိအောင်ဆိုပြီးတော့မိုးခွေရင်နဲ့မုတ်တီဆိုင်မှာမုတ်တီလေးနဲ့ဒုတ်ထိုးလေးဝင်စားလိုက်ပါတယ်ဒီဆိုင်လေးရဲ့အချီကြီးတော်တော်သဘောကျတယ်ဒုတ်ထိုးလေးတွေကချောင်းတရားပြီးမယ်ဟဲမှုရဲ့စိတ်ထဲမှာတော့တန်နေလို့ခံစားရတယ်ဒီလိုမျိုးတီးဆောင်ဒုတ်ထိုးလေးတွေဆိုသိကြိုက်တယ်ပေါ့နော်အချီကောင်းတော့ပိုးပြီးတော့နောက်ကြိုက်သေးတယ်အပြင်မှာလေမိုးတော်တော်သေးတာဒါပေမဲ့မုတ်တီဆိုင်ထဲမှာဆိုတော့မိုးတိတ်မှပြန်တော့မယ်ဆိုပြီးတော့နောက်စိတ်ကူးလိုက်သေးတယ်မုတ်တီကိုပဲကြော်နေမှလိုက်တာထောင်းတရားတဲ့ဟဲမှုဒုတ်ထိုးဆိုင်ရောက်တိုင်းလေအမြဲတွေးဖြစ်တာတခုရှိတယ်အိမ်မှာစားတဲ့သခွားသီးနဲ့ဆိုင်မှာစားတဲ့သခွားသီးဘာကွာလဲဆိုတာကိုလေဒီလိုမျိုးဒုတ်ထိုးဆိုင်မှာစားတဲ့သခွားသီးလေးကြီးကြောက်ကျွတ်ကျွတ်ကလေးကဲထားပါတော့ဟဲမှုဒီနေ့စားလာတာက2100ပဲကုန်နေပေါ့နော်မုတ်တီတပွဲနဲ့ဒုတ်ထိုးကို10ချောင်းစားခဲ့ပါတယ်ဘိုက်ဆာဆာနဲ့စားလိုက်တော့အရသာရှိပြီးတော့ဘိုက်လေးလဲတင်းသွားတဲ့အချိန်မှာအပြင်မှာမိုးတွေတိတ်သွားပါပြီ